2024ခုနှစ်ချင်းပြည်နယ်တည်တံ့ခရိုင်အတွင်း CNF CNA နဲ့ပေါင်းပါများ၏စစ်ရေးလှုပ်ရှားမှုဖြစ်ရမှန်များဖွင့်ဟခြင်း SAC နဲ့ ZREC တို့ပူးပေါင်းသည်ဟုဆွဆွဲကဇိုမီတိုင်းရင်းသားများအားဖိနှိပ်ကွပ်မှု၏နောက်ွယ်သမိုင်းများမှာ1953ခုနှစ်ခွာဆက်ကြီးရာတွင်ပြုလုပ်ကျင်းပခဲ့တဲ့ချင်းပြည်နယ်အတွင်းရှိနှစ်ချင်းခရီးယန်အသင်းများဖြစ်သည့်ဟာခနှစ်ချင်းခရီးယန်အသင်းဖလန်းနှစ်ချင်းခရီးယန်အသင်းနှင့်တီးတိမ်နှစ်ချင်းခရီးယန်အသင်းတို့ကအဖွဲ့ချုပ်အမည်နာမအတွက်တွေ့ဆုံဆွေးနွေးစဉ်တွင်ထန်တလန်းနယ်သားဖြစ်တဲ့တိတ်ခါတော်ရဆရာတော်ပူဆန်ဖန်းဒေါက်တာပူရာကီ၏ဖခင်ကဇိုမီနှစ်ချင်းခရီးယန်အဖွဲ့ချုပ်အားအဆိုတင်သွင်းပြီးအဆိုပါဇိုမီနှစ်ချင်းခရီးယန်အဖွဲ့ချုပ်အမည်အားရှင်းလင်းရာတွင်ဇိုကရှေးပဝေတဏီကလေးကမိမိတို့ကိုခေါ်ဝသမုတ်သည့်အမည်ဖြစ်၍တော်၎င်းမိသည်လူကိုခေါ်ဝတာဖြစ်သောကြောင့်ဇိုမီနှစ်ချင်းခရီးယန်အဖွဲ့ချုပ်အဖြစ်အမည်ရွေးချယ်ကပြည့်ပြည့်စုံစုံသမိုင်းနှောက်ကြောင်းများကိုကိုးကားကာတင်ပြနိုင်သောကြောင့်တက်ရောက်သူကိုယ်စားလှယ်တော်များအားလုံးကကန့်ကွက်သူမရှိသဖြင့်အတည်ပြုနိုင်ခဲ့သည်ကိုမြန်မာနိုင်ငံလုံးဆိုင်ရာနှစ်ချင်းခရီးယန်အဖွဲ့ချုပ်မှအတွင်းရေးမှူးနဲ့ကမ္ဘာလုံးဆိုင်ရာနှစ်ချင်းခရီးယန်အဖွဲ့ချုပ်၏အတွင်းရေးမှူးဒေါက်တာစာဝတ်မှဇိုမီနှစ်ချင်းခရီးယန်အဖွဲ့ချုပ်အမည်အားထာဝရဘုရားထံတော်သို့ဗိတ်သိက်ဆုတောင်းအပ်နှံခဲ့တယ်။နှစ်60ကျော်ရင်းဇိုမီနှစ်ချင်းအဖွဲ့ချုပ်အမည်ကိုအသုံးပြုခဲ့ကြတယ်။ရင်းနှစ်60အတွင်း၌ဇိုမီနှစ်ချင်းခရီးယန်အဖွဲ့ချုပ်ရန်ပုံငွေအားဟာခနှစ်ချင်းခရီးယန်အသင်းချုပ်မှအဖွဲ့ချုပ်၏ခွင့်ပြုချက်မယူဘဲကားစွန်အောက်မေ့ပွဲခမ်းမအားဆောက်လုပ်ခဲ့တယ်။ရင်းကဲ့သို့အလွဲသုံးစားမှုများစွာပြုကြသဖြင့်အစင်မပြေမှုအဖွဲ့ချုပ်အတွင်း၌များစွာရှိခဲ့တယ်။1995ခုနှစ်တွင်ရင်းအားအစွန်းရောက်တချို့တဲ့ချင်းအုပ်စုများမှချင်းနှစ်ချင်းခရီးယန်အဖွဲ့ချုပ်အဖြစ်ပြောင်းလဲရန်ကြိုးစားမှုကြောင့်ဇိုမီများနှုတ်ထွက်ကတင်ချရက်တည်မှုကြောင့်နဲ့၎င်းအရင်းမြစ်များဖြင့်တရေတည်ခဲ့တဲ့ဘာသာရေးလူမှုရေးပဋိပက္ခမှပေါက်ဖွာလာတဲ့အခင်းချင်းများဖြစ်သည်ဟုသုံးသပ်ပါတယ်။ယခုအချိန်တွင်စက္ကစမုံတီးရေးကိုဝါဒဖြန့်ကစစ်အာဏာရှင်အမြင့်ဖြတ်တိုက်ခိုက်ရန်ဆိုတော်လဲဇိုမီတိုင်းသားများကိုမုံတီးခြင်းဒေါသနှင့်လောဘကိုမျက်နှာဖုံးတက်ခြင်းသာဖြစ်တယ်။ ZREC နှင့်စက္ကစပူးပေါင်းသည်ဟုခိုင်လုံတဲ့သက်သေမရှိဘဲဆွတ်ဆွဲကအကြိမ်ကြိမ်ရန်စ၍ထိုးစစ်ဆင်ခဲ့တော်လဲမအောင်မြင်ခဲ့ပါ။ထို့ကြောင့်စက္ကစအားတိုက်ခိုက်ရန်ဆိုကအင်အားအလုံးရင်းစုပြီးစက္ကစလုံးဝမရှိတဲ့နေရာတီးတိမ်မြို့ပေါ်ရှိစက္ကစရှိရာသွားရလမ်းမဟုတ်ပဲတေချာရှိကားမဲZRECစစ်စခန်းငယ်လေးအားထိုးစစ်ဆင်ခဲ့တယ်။ဇိုမီတိုင်းသားများကိုအမျိုးမျိုးဖုံအလုံးစုံပြတ်သုံးရေးအတွက်စူးစမ်းနေတော့လဲစိတ်တိုင်းကြစွမ်းဆောင်ခွင့်ထာဝရဘုရားထံတော်မှမရရှိသေးဖြစ်တယ်။2006ခုနှစ်တွင်မဏိပူပြည်နယ်အတွင်းရှိZREဌာနချုပ်တွင် CNA ချင်းကောင်းဆောင်များZRE ဇိုမီကောင်းဆောင်များတွေ့ဆုံကြပြီးလှုပ်ရှားနေမည်များခွဲဝေခဲ့ကြတယ်။၎င်းပြင်မဟာမိတ်များသဘောတူညီမှုမရှိဘဲငြိမ်းချမ်းရေးမြူကြရန်ဂတိကဝတ်ပြုခဲ့ကြတယ်။သို့တော်လည်း CNF CNA တို့က2015ခုနှစ်သမ္မတဦးသိန်းစိန်လက်ထက်တွင်သမ္မတရုံးဝင်ကြီးဦးအောင်မင်းနှင့်တွေ့ဆုံကငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ကြတယ်။ MCA လက်မှတ်ရေးထိုးခဲ့ပြီးတပြိုင်နက်တီးတိမ်မြို့နယ်တီးတိမ်မြို့ပေါ်ရှိစစ်ဆန်ရေးရုံဖွင့်လှစ်နေဆက်တွင်တပ်စခန်းတိစောက်ခဲ့သဖြင့်ဇိုမီမိဘပြည်သူများမှကန့်ကွက်ခဲ့တော်လဲအတင်းအဓမ္မဖြင့်ဆောင်ရွက်တယ်။ခရီးသွားပြည်သူများထံမှအခွန်ကောက်ခြင်းပြည်သူများအပေါ်တွင်လက်နက်အားကိုကအဓမ္မပြုကျင့်မှုများစွာအားကျူးလွန်ခဲ့ကြတယ်။ယခုအဖြစ်အပျက်ကိုသုံးသပ်မည်ဆိုပါကအမှန်တကယ် CNF CNA နဲ့အပေါင်းပါများကစစ်အာဏာရှင်စက္ကစအားရှင်းလင်းမည်ဟုဆိုတော်လဲ CNF CNA တို့၏လှုပ်ရှားမှုနယ်မြေဖြစ်တဲ့ထန်တလန်းနဲ့ဟာခါမြို့ပေါ်ရှိစက္ကစများအားမရှင်းလင်းခဲ့ပါသို့တော်လည်းတီးတိမ်ခရိုင်ရှိစက္ကစကိုရှင်းလင်းမည်ဆိုတော့လဲ ZREC တို့၏လှုပ်ရှားမှုနယ်မြေတီးတိမ်ခရိုင်ရှိစက္ကစများကိုထိုးစစ်ဆင်မည့်အစား ZREC အားထိုးစစ်ဆင်ခဲ့တယ် ZREC အားထိုးစစ်ဆင်ခြင်းမဟုတ်ဟု CNF CNA နဲ့အပေါင်းပါများဘက်မှပြောခွင့်ရစလိုင်းထက်နေမှညှင်းဆိုခဲ့တော်လဲလက်တွေ့တွင် ZREC ကိုအဓိကချိန်မုံကျင်ကြောင်းထင်ရှားလာပါတယ်ထို့အရာအပြင်ဇိုမီတိုင်းရင်းသားများကမိမိတို့၏အိုးအိမ်စည်းစိမ်များဆွန့်ခွာကဒုက္ခတွေဘဝရောက်ခဲ့ကြရတယ်။ ZREC ကိုမကောင်းကြောင်းပြောတဲ့ဇိုမီတိုင်းသားအချို့တို့သည်တီးတိမ်ခရိုင်အတွင်း CNF CNA နှင့်အပေါင်းပါများ၏ရက်ဆက်ရုံမှကောက်ကျစ်လာတဲ့ကြံစည်များကိုသတိပြုမိဟန်မရှိကြပေ။ထို့ကြောင့်တီးတိမ်ခရိုင်ကြဆုံးပြကြရေးအတွက်နယ်မြေကျူးကျော်တဲ့စစ်ဆွေးနွေးခြင်းသည်သာဖြစ်ပေတယ်။သို့ဖြစ်၍ CNF CNA နှင့်အပေါင်းပါများ၏ဥတီယာခြေလှမ်းတဲ့ကြံစည်များသည်မြည်သည့်ဒေသနှင့်လူမျိုးကိုပြစ်မှတ်ထားကြောင်းခန့်မှန်းသုံးသပ်နိုင်ပါတယ်။